ဒီကတော့ကျွန်တော်တို့အနေနဲ့မနေ့ကဝန်ချင်မဲ့စစ်ကတွေ့တဲ့ချပြလိုက်တဲ့ Veronica ရဲ့ချမင်းကပတ်စင်ခေါ်ကွန်းအလားလာကိုချိန်ခဲ့ကြည့်အောင်ပါလက်ရှိအနေထားအရတော့ promotion ဘက်က Veronica ကိုချမင်းကပတ်စင်ခေါ်ကွန်းရစင်နိုင်လောက်တဲ့တနည်းအားဖြင့်ပြောရင်ချမင်းကပတ်စင်ခေါ်ကွန်းအဆုံးဖြတ်ပြီးနိုင်လောက်တဲ့တွေ့တဲ့မျိုးဖန်တီးပေးထားတဲ့ဆိုတော့ပြီးတဲ့လေဒီတဲ့ကျွန်တော်လည်းသိတယ်One championship ကဒီလိုတန်းပြေဝင်တင်ရတဲ့အနေထားမှာလည်းအဲ့ဒီပုံစံမျိုးပဲကောင်းစံပေးထားတာဒါကြောင့်မို့လို့ဒီပွဲအနိုင်ရတဲ့ fighter က champion ကစင်ခေါ်ဝင်ရမယ်လို့ယူဆလို့ရတယ်တို့လိုလည်းပဲဒိုးပွဲဆိုင်ရာအခင်းချင်းတွေရဲ့ထုံးစံအတိုင်းမျိုးလန့်ထားတဲ့ပုံစံမျိုးဖြစ်လာဖို့ကမလဲဘူးတခါလေမှစံရေးတဲ့အတိုင်းဖြစ်တယ်တခါလေမှရေးတဲ့အတိုင်းဖြစ်ချင်မှဖြစ်လာတယ်အဲ့တော့ Veronica ရဲ့ champion ကစင်ခေါ်ဝင်အလားအလာကဘယ်တော့ဒီပုံစံမျိုးထိရှိလာနိုင်လဲဆိုတာရှင်းခဲ့ကြည့်အောင်ပါOne championship ကမင်းညာကတော့ဒီ February 20ရက်နေ့မှာကျင်းပမယ်155-143 PM ပွဲအတွက် Veronica နဲ့ Shia Guan တို့တွေ့ဆိုင်ကိုချပြလိုက်တဲ့ဟိုးပြီးတဲ့ရပိုင်းနေတော့ငါဒီ Midnight New Meet and Away Champion က single ပွဲဖြစ်တဲ့ Alicia Ruri Guan နဲ့ Vegeta တို့တွေ့ဆိုင်ကိုချပြထားပြီးအဲ့ဒီတွေ့ဆိုင်ကမလ14ရက်နေ့မှာကျင်းပမှာ Veronica နဲ့ဒီ Shia Guan တို့ထုံးမဲ့တွေ့ဆိုင်နာ February 20ရက်နေ့မှာထုတ်တက်မှာဆိုတော့ဒီတွေ့ဆိုင်နှစ်ခုကြာကွာဟာချက်ကတော့ကဝင်ကြလောက်ပဲရှိတယ်အဲ့ဒီတော့အခင်းချင်းအရာတော့ဒီတွေ့တိုင်းနှစ်ခုမှအနိုင်ရတဲ့ fighter က champion ပွဲစင်ခေါ်ဝင်ရမယ် champion ပွဲစင်ခေါ်ပွဲမှာ champion ဖြစ်လာတဲ့ fighter နဲ့ဒီဘတ်ဒေတာအနိုင်ရတဲ့ fighter နဲ့ထိတိုက်တွေ့မယ်လို့ကြည့်ဘူးရအားဖြင့်တော့ပြောလို့ရတယ်တို့တော့လည်း promotion နဲ့ထောက်စံနိုင်ကျွန်တော်ရှိရပြောခဲ့တယ်လို့ခင်းကျင်းထားတဲ့အတိုင်းဖြစ်လာခြင်းမှဖြစ်လာမှာအဲ့ဒီတော့ဖြစ်နိုင်ခြင်းရှိတဲ့အကြောင်းရင်းတွေကိုဆွဲထုတ်ကြည့်အောင်ပါဒီလိုမျိုးမလာဒုတိယအသက်ထိမှကျင်းပမယ် Udemy and we take champion ကစင်ခေါ်ပွဲမှာလေးရှောင်းရိုဒီကပဲစပြီးအောင်ပွဲခံမယ်ဆိုရင်လက်ရှိခင်းချင်းတွေကတိတ်ပြီးပြောင်းလဲထက်စရာမရှိဘူးဒီမှာအနေနဲ့ဒီချမ်ပီယံကပတ်ကိုပဲစတိုက်ကာဝယ်နေရတာအထောက်တော့ကစားကြီးတွေမပြောင်းလဲကစားတာမျိုးလည်းမရှိခဲ့ဘူးဝေခင်းတော့ဝေတန်းတက်ပြီးထိုးခဲ့ဘူးလေတို့တော့ဒီပဲနောက်ပိုင်းမှာဒီမှာရဲ့ဝေတန်းမှာပဲဒီမှာဒီစာအာယုံဆိုင်နေတာအဲ့ဒီတော့ဒီမှာချမ်ပီယံကဆက်ပြီးကိုင်းမြောင်းနိုင်နေမယ်ဆိုရင်တော့လက်ရှိ promotion ကခင်းချင်းသားတဲ့အတိုင်းမြောင်းလဲထက်စရာတိတ်မရှိဘူးဘောနီကနေရှီယောက်ကိုကတော့ပွဲတိုင်းနိုင်ရတဲ့ fighter ကလီရှော်ရီကနဲ့ထိတိုက်တွေ့လာနိုင်ကြီးစီတယ်ဒါလိုမျိုးတက်ကချွတ်ချော်ရှိခဲ့တယ်ဆိုရင်တော့နောက်ကဘရာဇီးတို့ကပြီးရဲ့မော်ရန်နာနဲ့တော့ဝက်ဆက်တိုက်နိုင်ယူထားတာအဲ့ဒီတော့ promotion အနေနဲ့ဒီလန်တော့ကိုဆက်ပြီးခဲမယ်ဆိုရင်အပြောင်းလဲလေးအနေချင်းလုပ်လို့ရတယ်တော့မြင်ပြီးတိုင်းအောင် break beat တဲ့ဝင်ရမှုအားကောင်းတဲ့ fighter ဒီမှာ beat တဲ့ဝင်ရမှုအားကောင်းတဲ့ fighter ကိုပဲဒီလိုကဆက်ပြီးတော့စန်တန်တော့မယ်အဲ့ဒီတော့တကယ်လို့မက်လာအတွင်းမှာကျင်းပမယ်ပြင်ပွဲမှာလီရှော်ရိုဒီကောကအနိုင်မရဘူးပက်ကြည့်ကြတာအနိုင်ရသွားမယ်ဆိုရင်ဒီ type Udemy fighter ကမင်းကြီးတဲ့ weight တန်းနှစ်ခုမှ champion ကြီးဖြစ်လာပြီးဒီမှာနဲ့လက်ရှိ Udemy at weight တန်းရဲ့ kickbox champion ဘက်ကိုလည်းကန်တယ်ငွေခမ်း champion ဘက်ကိုလည်းဆက်ပြီးကန်ထားမယ်ဆိုရင်တော့နည်းနည်းတွေ့ကန်လေးရပြောင်းလဲကမမှလည်းဖြစ်လာနိုင်တယ်ဘာလို့လဲဆိုတော့ပက်ကြီးကြအနေနဲ့ champion ဘက်ကောက်ပွဲတွေကိုငွေခမ်းတယ်ရော kickbox center ရောထူရမှာအဲ့ဒီလိုပက်ကြီးကြနဲ့ Veronica နဲ့ဆီယာကွန်ပွဲအနိုင်ရတဲ့သူနဲ့တကယ်ကြီးတွေ့ပါမယ်လို့တော့မထစ်ချပြောလို့မလွယ်ဘူးဒါကအခင်းချက်အနေထားရဖို့ပြောပြတာတကယ်လို့အဲ့ဒီဒီဇိုင်းရလက်ကိုကျွန်တော်တို့မကြည့်ဘဲနဲ့မတော်လို့မျိုး Veronica ကဒီဆီယာကွန်နဲ့တွေ့တိုင်းမှာရှုံးနေတော့မယ်ဆိုရင်ဒီမဲ့ချန်ပီယံဖြစ်လာနိုင်ချေအလားလာတွေကဆက်ပြီး CD ရဲ့လားဆိုရင်အကြောင်းအရာလေးကိုစဉ်းစားကြည့်ပါလေအဲ့ဒီတော့ Veronica နောက်ဆုံးတော့တက်ခဲ့တဲ့ပွဲအကြောင်းကိုပြင်ပြီးပြောကြည့်ရအောင်ပါ promotion ဘက်က Veronica ကို video fighter နဲ့ထုတ်တဲ့အနေထားမှာမူကဖန်နီတော့မှဒီပြောဖိုက်တာနဲ့ဘဝေးဖန်နီခဲ့တာမဟုတ်ဘူးကစ်ဘောက်ဆန်ကကမ်မိုဖိုက်တာဒီအနက်ဆာမက်ဆန်နဲ့ကစ်ဘောက်ဆန်ကောင်းစားကနဲ့ဂရဆိုင်ဖန်နီခဲ့တာအဲ့တော့ one champion ရှိရဲ့အနေထားမှာကအစောတုန်းက Veronica ကလူပုံစံမျိုးထိစင်တင်သွင်းဖို့ဆန္ဒရှိခဲ့ပုံမပေါ်ဘူးကစ်ဘောက်ဆန်ကောင်းစားမှာထုတ်ခိုင်းနေတော့လည်းပဲအဲ့ဘွဲစင်ကနိုဘာလာအတွင်းမှာကျင်းပခဲ့တဲ့တင်ပွဲမှာကျင်းပခဲ့တာဒီဇင်ဘာလရောက်မှာတော့ UFC မှာ Joshua Ben ထောက်ပေါ်လာတယ်အဲ့ဒီကိစ္စကြောင့်မဲ့အပြောင်းလဲတွေဖြစ်သွားဖို့ရတယ်အခု Veronica ကိုထပ်ပြီးတော့မွေးချိုင်းကောင်းဆောင်မှာပြန်ပြီးထုတ်ခိုင်းလိုက်တယ်ရှီယာပွဲနဲ့ပွဲတယ်လိုက်တယ် Champion ကစင်ခေါ်ပွဲအဆုံးဖြတ်ဆိုပြီးပုံနဲ့မျိုးထိတွန်းပြီးဖန်နီလိုက်ပါတယ်ဒါကအခင်းချင်းတစ်ခုကိုပြောပြတာ Veronica အနေနဲ့ကပေါ့စင်ကောင်းဆောင်ကနေလည်းထိုးရမယ်ဆိုတဲ့အကြောင်းကို promotion ကအစောကြီးဘက်ကအချက်ပြထားပြီးကျွန်တော်ဆိုလိုချင်တဲ့အချက်ကဒီလိုမျိုးရှီယာကိုရနဲ့ပွဲစင်မှလာရလက်မကောင်းဘူးဆိုရင်Veronica အနေနဲ့ကပေါ့စံကောင်းစားကနေနောက်ပြန်ပြောင်းပြီးစူးစမ်းတော်မလားဆိုတာပါဂျပန်ကမြမိဖိုက်တာကာနာကလေးVeronica ကိုလင်းပြီးစင်ခေါ်ထားတယ်Veronicaကလည်းအဲ့စင်ခေါ်မှုကိုလက်ခံထားတယ်
အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးလာမဲ့ပွဲမှာ Veronica ကရလည်းမကောင်းဘူးဆိုရင်ဒီမှာအနေနဲ့နောက်ထပ် champion ကပဲဆင်ကောဝင်လမ်းကြောင်းဖြစ်တဲ့ Cape Town စံဘက်ကနေပြန်ပြီးကြိုးစားနိုင်တဲ့အခွင့်အရေးတစ်ခုလို့ရှိနေစေဆိုတာဒီတက်ဒီလိုမြင်စေချင်တာဖြစ်ပါတယ် promotion ဘက်ကလည်းဒီ fighter ကအဲ့လို problem နဲ့ပြန်ပြီးတော့လေခွင့်ရပေးလာနိုင်တယ်ရှိတယ်ဒါကတော့ Leslie Veronica ရဲ့အနေထားနဲ့ပတ်သက်ပြီးဖြစ်လာနိုင်တဲ့အခင်းအကျင်းတွေ champion ခွင့်ဆင်ကောကတော့ဘယ်လိုပုံစံမျိုးနဲ့ရောက်စီတော့နိုင်တယ်ဘယ်လိုပုံစံမျိုးတွေခင်းကျင်းလာရင်ဘယ်လိုပုံစံမျိုးတွေ quite sweet လာနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းနဲ့ WhatsApp ကမှတော့မျိုးနဲ့ထောက်ဆကြည့်တာခင်းကျင်းမှာတော့ဆက်ပြီးစောင့်ကြည့်အောင်မယ်ကြည့်လောက်မဲ့ပွဲချင်မှာဘယ်လိုပုံစံမျိုးနဲ့နိုင်ယူပြမလဲဘယ်လိုပုံစံမျိုးတွေ strength ဆောင်ပြမလဲဆိုတာဆက်ပြီးစောင့်ကြည့်လိုက်ကြရအောင်ပါဒီခါတော့မကြတဲ့မှာမဲ့ one championship ကချက်ပြလိုက်တဲ့ဒီဘက်တော့ကနေညပိုင်းမှာကျင်းပမဲ့155 142ပြိုင်ပွဲချောင်းပြောကြရအောင်ပါဒီပြင်မှာမြန်မာ fighter တွေအတွက်ဆိုင်တော့ပါဝင်လာခြင်းမရှိဘူးအဲ့တော့ပြောကြရတယ်မြန်မာဆက်လာတော့မရှိပါဘူးဒီကမှာတော့ one championship ကမြန်မာ fighter တွေစနိုင် welter ခဲ့တဲ့အနေထားကနေရပ်ပြလိုက်တဲ့နောက်တစ်ပတ်155 143တန်ပွဲရောက်မှာဘော်နီကာရဲ့တွဲဆိုင်နဲ့အတူနောက်ထပ်မြန်မာ fighter တွေရဲ့တွဲဆိုင်နေပါဝင်လာပြီးတော့ဖမ်းမဲ့ပွဲထုတ်လာမဲ့တဲ့နဲ့ဒီဘက်မှာကျင်းပမဲ့ပြန်ပွဲမှာတော့မြန်မာ fighter တွေတိုင်းပါဝင်လာခြင်းမရှိဘူးတော့လေးပဲပေါ့နော်နည်းနည်းလေးထုံးကြလာတာကဒီညနေ6နာရီခွဲနဲ့နောက်7နာရီခွဲတွင်ကျင်းပတဲ့အနေအထားမှာအဲ့ဒီကာလအတွင်းတွဲဆိုင်ကောင်းနေအများကြီးထေသွန်းထားပါတယ်ဒီလိုကဒီတွဲဆိုင်တွေကို time ဒီတက်တဲ့စိတ်ဝင်စားအောင်ဖန်တီးနေတာထိုင်းမှာပြည်သက်တဲ့အနေနဲ့လဲ6နိုင်ခွဲကနေ7နိုင်ခွဲလုံးကပြင်ပွဲတွေကိုကြည့်ကျင်တယ်ဆိုရင်လာစဉ်ကြီးပေးပြီးတော့ကြည်ရတယ်အဲ့လိုနေထားမျိုးကြောင်းမလို့ Asian time ပြီးတဲ့နောက်စိတ်ဝင်စားစေမဲ့ dress sign တွေကိုဒီကတော့ထည့်သွင်းထားတယ်ဒီအကြောင်းအရာလေးကိုအနေချင်းပြောပြချင်တာပါအရှိကြီးမဟုတ်ပါဘူးအစမ်းနေပြောချင်တဲ့အကြောင်းအရာကဒီပြန်ပွဲရဲ့ grooming ပွဲလို့ထင်မှတ်ခဲ့ရတယ်စူရီယန်လက်နဲ့တာဖီတို့ရဲ့ပွဲစဉ်ကိုဒီပထမပိုင်းမှာပဲထည့်သွင်းလိုက်တယ်စူရီယန်လက်ဆိုတာက time ဒီတက်တဲ့အကြောင်းနာမည်လုံးတွေစောက်ထားပြီးသား fighter ဒီ fighter ကစာဆိုကြီးမစခုဒီတန်ရောက်155စံပြန်ထက်မှာစုပေါင်း15ပွဲထိတောင်ထိုးထားပြီးပြီအဲ့ထက်မှာ9ပွဲအနိုင်ရတယ်6ပွဲရှုံးနေသူစံစွာနေပဲအနိုင်ရတဲ့9ပွဲအကြီးအတွက်တက်ပို့ပြီးတော့လူက ball နဲ့ဆိုပတ်ဒုံနေပွဲကိုစေကြီးထိတောင်စခုထားတဲ့ fighter ဖြစ်ပါတယ်155စင်မြင့်တဲ့တမိုင်းမျိုးတစ်လျှောက်လုံးမှာထုံကြည့်မယ်ဆိုရင်ဒီ fighter ကဘောနဲ့ဆိုအများဆုံးစခုနိုင်ခဲ့တဲ့ fighter UFC ကအကြောင်းအရာတွေနဲ့နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် UFC မှာတော့ဘယ်လိုဆိုရင်မျိုးချပြနိုင်တာ Justin Gaethje ပဲရှိတယ် One Championship မှာတော့ Sultan လက်ပဲရှိတယ်လို့တောင်ဆိုရမယ်ထင်ပါတယ်နောက်ဆုံးကစားရေးတဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဒီလက်တော်ကြီးသဘောကျခဲ့တယ်တက်စီပြန်ပဲဟောက်ကင်ဆယ်လက်နဲ့တွေ့တယ်အစောပိုင်းမှာကင်ဆယ်လက်ကစက်တိုက်ချေရောက်ပြန်ချက်တွေနဲ့ချုပ်ပြတယ်ဒါဘူးစုစင်လက်ကလွတ်လွတ်နဲ့အရှုံးမပေးဘူးမာကုံကပိုကောင်းနေဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတုတ်ပြန်တယ်တတိယအချီရောက်မှာတော့ဝိဟာတော်လေးကိုထိကောင်းနေတာဒီကဲတော့ညဒီပွဲစဉ်ကနားဒီပုံစံမျိုးနဲ့ကစားမယ်ဆိုရင်စူရန်လက်ဒေတာပေါင်းတော့နိုင်ရနိုင်တယ်ဒေါက်တာလေးပဲဒီ155ပြန်ပွဲရဲ့ထုံးစံအတိုင်းတုံးကြည့်ပဲကစားတယ်အဲ့လိုနေထားကြောင်းမို့လို့ကင်ဆန်လက်ကဒါစီရယူသွားတယ်ဒေါက်တာဒီတိုင်အောင် fighter နှစ်ယောက်စလုံးကအမှန်ကန်ထုတ်ပြီးတော့တဲ့အတွက်အဲ့ဒီပွဲမှာfighter နှစ်ယောက်စလုံးကိုဘောင်းနဲ့ဆိုပြီးချင်းမြင်ခဲ့တယ်အခုတော့စူရီယန်လက်အနေနဲ့ Northwest စစ်ပြီးဆင်နွှဲရမယ်ဒီတစ်ခါလူနဲ့တိတ်တိုက်တွေ့နေတဲ့ fighter က Morocco က Lodge fighter Duffy ဒီ fighter က155စင်မြတ်ထက်မှာတိတ်ပြီးတော့ရလက်မကောင်းဘူးတို့တော့လည်းပဲသူနဲ့ထိတ်တိုက်တွေ့တဲ့ fighter တွေကတကယ်ဟိုထိတ်တန်းစေးဝင် fighter တွေကြီးပဲများတယ်ဒါကြောင့်မို့လို့ဒီ design က total boss style အဖြစ်မှာပြီးတဲ့တွေကိုဖော်ယူပြီးတမှာပြီးမယ်တို့တော့လည်းပဲအရက်ပူတဲ့ fighter မာကုံမြင့်တဲ့ fighter နဲ့အရက်ရှိတဲ့ fighter ထိတ်တိုက်တွေ့တဲ့အနေထားမှာဘယ်လိုပုံစံမျိုးနဲ့ business ပိုင်းကြီးထင်ခဲ့ကစားတော့မလဲအဲ့ပုံစံမျိုးလေးကိုစောင့်ကြည့်စေချင်ပါတယ်ဒီ155 142တန်ပွဲချပြလိုက်တဲ့အနေထားမှာကမ္ဘာကျော် Winner Training Center ကလည်းလူစီက fighter စုပေါင်း9ယောက်လောက်ထိဝဲထုံးမဲ့ဆိုရင်အနေထားမျိုးနဲ့ stated နဲ့အဲ့လို stated တဲ့အနေထားမှာဒီခါတော့နာဘီကိုအိမ်မက်ထားရဟာမယ်ပုံကြီးဒီ live လိုက်ရဖို့မလွယ်တော့ဘူးဆိုပုံလိုက်မယ်ဟာတာဆန်လေး stated တင်တော့တယ်ပေါ့နော်ဒီကကြောင်တော့ပါလဲဆိုတော့နာဘီကွန်ပီတီ live ပါဝင်ရတဲ့ပွဲစဉ်မယ်ဆိုရဲရလက်မကောင်းဘူးဆိုရင်ပုံလိုက်မျိုးတူလေဟို match တွေကိုပြန်ကြားပုံရတယ်ဒါကြောင့်မလို့လူဟာတာဆန်လေးနဲ့တင်တော့တာပြီးတဲ့ဘက်တော့ကလည်း Winner Training Center ကိုစားပြီးထိုးတဲ့ fighter တော်တော်များများရလက်တွေမကောင်းကြဘူးဥစုပဲနဲ့ထိုးထားတဲ့ fighter ဆိုရင်လည်းခက်ပေါ်ဆောင်ကောင်းကြပါနေထိုးထားတဲ့ fighter ဆိုနေရှုံးနေဘော်နီကာရဲ့ပြန်ပြန်ဟောင်း Chili Du Francis ကပြီးရလဲရှုံးနေပြီးတော့ကျတော့ဒီရှီပိုင်းမှာပွဲစဉ်တစ်ချို့မှာလည်းရဲနောင်ပါဝင် World Fighter တော်တော်များများရှုံးနေဒီလိုပုံစံမျိုးကြောင့် Winner Training Center လက်ရှိနေထားမှာတော့155စင်မြင့်ထမှာရလက်တွေတိတ်မကောင်းဘူးဒါကြောင့်မို့လို့ Blue Beast ကနေတစ်စင်နာပြီးတော့အိမ်ထားရရမယ်ဆိုရင်ပုံစံမျိုးနဲ့အာသာဆန်နယ်လေးတင်တော့တာနေမှာ